အကုန်ကျုံးမှာမလားအကုန်ကျုံးမယ်ဗျာအကုန်ကျုံးမယ် let's go အကုန်ကျုံးမယ်ဗျာကဲရှေ့မှာအကုန်လုံးကိုခေါ်ရမယ်အကုန်ကျုံးမယ်နော်ခေါ်လိုက်အောင်ဘရိုဘယ်သွားမို့လဲမသိဘူးနော်ဟုတ်ကျွန်တော်ဗာလဲအလုပ်လေးလိုက်ပို့ပေးပါလားဘယ်ဘာလို့ရတယ်ကျွန်တော်လိုက်ပို့ပေးမယ်နော်ဟုတ်ကဲ့အဲ့လိုသွားလို့ရပြီနော်ကိုစကနေပြအောင်ကိုမြန်လေးမောင်းလို့ပါလားမဟုတ်ဘူးဗျမစစ်စီးရရှိတယ်ဗျကျွန်တော်မောင်းလို့မရအောင်ပေါ့နော်အေးမင်းတို့ဘယ်သွားမို့လဲဒီမှာကျတော့ငါတို့ခဏပိတ်ထားတယ်ရပါတယ်မင်းတို့လှုပ်ပေးလိုက်ဘာဖြစ်လဲဆိုမင်းတို့တစီမောလို့ပါနော်မင်းတို့တွားလို့ရပြီနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ကျေးဇူးတကယ်တင်ပါတယ်နော်ဆရာကနောက်နေ့ကျရင်တကယ်ကျေးဇူးတင်ပါတယ်တတဆရာโอเคတော်ကျွန်တော်တို့စစ်စေးဂိတ်တော်ဖက်ကျော်ပြီးသွားပြီနော်စစ်စေးဂိတ်တော်မဟုတ်ဘူးနော်ကျွန်တော်ဒီနေ့ခဏပိတ်ထားတာပေါ့နော်ကျွန်တော်အလုပ်လိုက်ပို့ပေးရမှာတဲ့သူဟုတ်ကိုရောက်တော့မှာနော်ခဏနေရပါတယ်ပတ်စံနောက်မှပေးလို့ရတာမသိဘူးရပါတယ်ကျွန်တော်ကားအဆင်းမှပေးပါနော်ရအဲ့လိုလဲရတယ်ပေးချင်တာလေးပြီးလို့ရသေးတယ်ကျွန်တော်ကတိတ်မမောင်းတတ်သေးဘူးခုမှနည်းနည်းအစမောင်းတာဆိုတော့လေဟုတ်ကဲ့ရပါတယ်ကိုဟုတ်ကဲ့ပါရောက်ပါပြီကိုကျေးဇူးပါနော်အေးလေးဟုတ်အဲ့ခါလဲလာပေးနော်ဟုတ်ကဲ့တတကျွန်တော်ဒီဂိမ်းကိုဘာလို့စော့ပြရလဲဆိုတော့ကျွန်တော်ဒီဂိမ်းကိုစော့ခြင်းလို့စော့တာမဟုတ်ဘူးနော်ကျွန်တော်လိုက်တက်ခြင်းလို့လည်းစော့တာမဟုတ်ကျွန်တော်အပြေးပြေစော့ခြင်းလို့ line ပေါ်မှာတင်ခြင်းလို့ friend လို့တင်ခြင်းလို့အားကြောင့်ကျွန်တော်စော့တာပါအားလုံးပဲဗီဒီယိုလေးလုပ်ပေးပါ like and subscribe လေးလုပ်ပေးကြပါနော်ကျွန်တော်အသေးလေးလေးပေးကြအောင်နော်တတကျွန်တော်နောက်နေ့ကျပြန်တွေ့ပါမယ်